Hello အားလုံးပဲမင်္ဂလာပါ LP Soft ဟုတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့လုပ်ပေးမယ် pick အခအစီအစဉ်လေးကတော့ကိုယ့်ရဲ့စိတ်ထဲမှာစဝေးစဝါဖြစ်နေတဲ့အရာအတွက်ရွေးချယ်မှုလုပ်ရမယ့်အရာအတွက်ဒီရွေးချယ်မှု A နဲ့ရွေးချယ်မှု A နဲ့ရွေးချယ်မှု B အဲ့နှစ်ခုကြားပဲဟာကိုရွေးချယ်ရမလဲဆိုတာကိုကြည့်ပေးမယ် reading လေးပဲဖြစ်ပါတယ်ပေါ့နော်ကတ်အနေချင်းလေးနဲ့ပဲလိုရင်းတို့ရှင်ကြည့်ပေးသွားပါတယ်ကိုက decision ချတဲ့အခါမှာဆုံးဖြတ်ချက်ချတဲ့အခါမှာကိုကရွေးချယ်မှု A ကိုယူရမလားဒါမှမဟုတ်ရွေးချယ်မှု B ကိုယူရမလားဘယ်ဟာရွေးရင်ကိုတော့ပိုကောင်းမလဲဆိုတာကိုကြည့်ပေးမယ် reading လေးပဲဖြစ်ပါတယ်နော်ဒီခါကတော့ရွေးရမှာတော့လက်ကောက်လေးနဲ့ပေါ့နော် crystal လက်ကောက်လေးနဲ့ဒါတော့ power 1အတွက်ပါ power 1အတွက်လက်ကောက်လေးပါဒါတော့ power 2အတွက်လက်ကောက်လေးပါတတိမထားမိဘူးလက်ကောက်တွေတင်လိုက်ဒီလိုအဝိုင်းလေးဖြစ်သွားတဲ့ကတ်လေးနဲ့လုတ်ပေးတာလည်းလက်ကောက်လေးအဲ့လိုလေးဖြစ်သွားတယ်Okay ဒါကတော့ power 3အတွက်လက်ကောက်လေးပါကြိုက်နှစ်သက်ရလက်ကောက်လေးကိုရွေးပြီးတော့အဲဒီ reading မှာပြန်ဆောင်ကြတာပါเนาะ see you hello power 1ဒီ crystal လက်ကောက်လေးကိုရွေးထားတယ် power 1နေအတွက် reading လေးပဲဖြစ်ပါတယ်ပြောပေးတဲ့တခြားမှာဒီလက်ကောက်လေးကိုဝတ်ထားပြီးတော့ energy season ယူပြီးတော့လုပ်ပေးမယ်ပေါ့เนาะ okay power 1နေအတွက် reading လေးဖြစ်တယ်ပထမဆုံးဒီမှာကတ်လေးဒီ reading မှာကတ်၄ကတ်ပဲထုတ်ပေးထားတယ်เนาะလက်ကောက်လေးကိုလည်း video ထဲပါပြထား Okay ဒီ၄ကတ်ပဲထုတ်ပေးထားတယ်ကတ်အနေချင်းနဲ့ပဲလိုရင်းတို့ရှင်ပြောတာပထမဆုံး energy ဒီရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ energy ကဘယ်လိုရှိနေလဲကိုနဲ့ဒီရွေးချယ်မှုနဲ့ကြာမှာ energy ဘယ်လိုရှိနေအစရှိသဖြင့်ပေါ့เนาะအရင်ဆုံး energy လေးကြည့်ကြမယ်10 of crystals ဆိုတော့10 of wands ဆိုတော့လေ power 1လေးတွေစိတ်ပင်ပန်းနေရတယ်ဒီရက်ပိုင်းမှာဒီရွေးချယ်မှုလုပ်ဖို့အတွက်စိတ်ပင်ပန်းနေရတာမျိုးတွေ့ရတယ်ဟိုရိုးတန်းတန်းချလိုက်ရင်အဆင်ပြေမဲ့ရွေးချယ်မှုမဟုတ်ဘဲနဲ့ဆုံးဖြတ်ချက်ကဒီဆုံးဖြတ်ချက်ကိုချရမှာကိုယ့်အတွက်ကတော်တော်လေးကိုပင်ပန်းနေတယ်ရွေးမှားသွားမှလည်းကြောက်တယ်လို့ဘယ်လိုပြောမလဲရွေးမှားသွားမှလည်းကြောက်တယ်လို့ရွေးချယ်ပြီးသွားရင်ဆက်လုံနိုင်ပါမလားဆိုပြီးကြောက်တာမျိုးလည်းဖြစ်နိုင်တယ်တချို့တွေအတွက်ကကြောက်ဒီ10 of crystal ဘာကိုပြလဲဆိုဒီကိစ္စနဲ့ပတ်သက်ပြီးရွေးချယ်မှုလုပ်ပြီးသွားတာနဲ့ကိုယ့်ရှင်ထဲမှာပေါ့ပါသွားမယ်ဝင်တော့ဝင်ဖို့တွေပေါ့သွားမယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးဝင်တော့ဝင်ဖို့ရင်လေးတာအဲ့လိုမျိုးအဆရှိတဲ့ energy မျိုးဒီ decision making နဲ့ပတ်သက်ပြီးတော့တွေ့နေရတယ်ပေါ့နော် Okay ဆက်ပြီးတော့ကြည့်ကြမယ်ဒီနှစ်ကန်းနဲ့ကတော့ရွေးချယ်မှု A ကိုလောက်ကမလားရွေးချယ်မှု B ကိုလောက်ကမလားအဲ့တော့ကိုယ့်ရဲ့ရွေးချယ်မှုတွေကိုကိုနံပါတ်သတ်မှတ်လိုက်ပါနော် alphabet သတ်မှတ်လိုက်ပါ sorry ရွေးချယ်မှုဒါတော့နှစ်ခုပဲကြည့်ပေးထားတယ်ပေါ့နော်အဲ့တော့ကိုအဲ့ရွေးချယ်မှုတွေကဥမာလုံးတက်လားမလုံးတက်လားဆိုလုံးတက်လားဆိုတာကို A မလုံးတက်ဘူးလားဆိုတာကို B အဲ့လိုမျိုးလေးထားလိုက်ပေါ့နော်အခြေရေးမှာဆိုလဲလမ်းခွဲလိုက်ရမလားဆက်နေရမလားစားရှိတဲ့ဖြင့်လမ်းခွဲလိုက်ရမလား A ဆက်နေရမလား B စားရှိတဲ့ဖြင့်ကိုယ်စိတ်ထဲမှာကိုထားလိုက်နော် sorry ညွတ်တယ်လေကြောင်းလေးရလိုက် okay အဲ့တော့ပါဝင်လေးတွေအတွက် A ရွေးချယ်မှု A အတွက်ကတ်လေးကိုယဉ်ကြည့်ကြမယ်ရွေးချယ်မှု A ကိုလုံးလိုက်ရင်ဘာဆက်ဖြစ်လာမလဲပေါ့ 8 of diamonds or 8 of pentacles အဲ့တော့ရွေးချယ်မှု A ဒီဘက်လမ်းလို့ပဲပြောရမှာဒီဘက်လမ်းကိုရွေးမှန်ဆိုရင်တော့ပါဝမ်းလေးတွေကဒီတက်ပို့ပြီးစူးစမ်းရမယ်စိတ်အားလူအားတခြားညာနာစွမ်းရည်လုံလစွမ်းရည်အစရှိသဖြင့်အဲ့လိုမျိုးအကုန်လုံးစွမ်းရည်တွေကိုရှိသမျှစွမ်းရည်တွေထုတ်သုံးပြီးတော့ဒီဇိုင်းမမတ်သွားမှရမယ်เนาะဒါလွယ်ကူတဲ့လမ်းကြောင်းတော့ဟုတ်မနေဘူးဒါပေမဲ့အောင်မြင်မဲ့လမ်းကြောင်းအဲ့လိုမျိုးပုံစံမျိုးလေးတွေ့ရတယ်ကိုအင်အား site ထုတ်တော့ကို F4 site ထုတ်တော့ကိုပြန်ရမယ်ဆိုတော့လမ်းเนาะအဲ့တော့အခြေအနေကောင်းတယ်เนาะဒီလမ်းကြောင်း A ကိုရွေးမယ်ဆိုရွေးချယ်မှု A ကိုရွေးမယ်ဆိုရင်ကိုယ့်အတွက်အခြေအနေကောင်းတာတွေ့ရတယ်ဒါပေမဲ့ကိုယ့်ဘက်ကတော့လှုပ်ရှားရှိတာတွေအား site ထုတ်ရမှာတွေလှုပ်ရှားတွေရှိနေတယ်ပေါ့เนาะအား site ထုတ်ရမှာတွေရှိနေတယ်Okay ဒီဘက်လမ်းကြောင်းရွေးမယ်ဆိုလမ်းကြောင်း B ရွေးချယ်မှု B ကိုရွေးမယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ကြည့်ကြမယ်เนาะ2 of diamonds 2 of pentacles နှစ်ခုလုံးက pentacles ဆိုတော့လေဒါငွေကြေးနဲ့ပတ်သက်နေတာများဖြစ်မလားဒါမှမဟုတ်လောကင်နဲ့ပတ်သက်နေတာများဖြစ်မလားအဲ့လိုပုံစံမျိုးလေးပေါ့နော်လက်တွေ့ကြတဲ့ရွေးချယ်မှုမျိုးလောက်ရတာမျိုး
တွေ့ရတယ်ပေါ့နော်လက်တွေ့ကြတဲ့ရွေးချယ်မှုကိုလုပ်တာပို့ပြီးတော့ကိုယ့်အတွက်အဆင်ပြေမယ်ဆိုတဲ့ပုံစံမျိုးလေးငွေကြေးနဲ့ပတ်သက်တယ်ဆိုရင်လည်းငွေကြေးနဲ့ပတ်သက်မပတ်သက်ငွေကြေးကိုထည့်သွင်းစဉ်းစားတဲ့နယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဒီရွေးချယ်မှုကိုလုပ်တဲ့အခါမှာဥပမာကျောင်းနှစ်ကျောင်းရွေးတယ်ထားပါတော့ကျောင်းနှစ်ကျောင်းရွေးလို့ရှင်ကိုကဘယ်ကျောင်းကိုပို့ပြီးတော့ငွေကြေးတက်နိုင်လဲအဲ့ဒါမျိုးထည့်သွင်းစဉ်းစားပေးပါငွေကြေးနဲ့ပတ်သက်တဲ့အချက်လက်တွေကိုပါဝမ်းလေးတွေရွေးချယ်မှုလုပ်တဲ့အခါမှာထည့်သွင်းစဉ်းစားပေးဖို့လိုတာမျိုးတွေ့ရတယ်ပေါ့နော်Okay, two of diamonds. ဒီရွေးချယ်မှု B ကရွေးချယ်မှု A လောက်အားကောင်းမလို့ရွေးချယ်မှု A ကိုရွေးရင်ပို့ပြီးတော့အားကောင်းတာတွေ့ရွေးချယ်မှု B မှာကြတော့လေဒီဘာမျိုးတွေ့ရလဲဆိုတော့ဒီလမ်းကိုသွားမယ်ဆိုရင်ကိုယ့်အတွက်ငွေကြေးနည်းနည်းအကျက်တဲလေးဖြစ်နိုင်တယ်နော်ငွေကြေးအကျက်တဲမဖြစ်ရင်တောင်မှဘယ်လိုပြောမလဲကိုကမအားဘူးဖြစ်နိုင်တယ်ပေါ့ကောလက်မလဲဘူးဖြစ်နေတာပေါ့ကိုလှုပ်ချင်တာလှုပ်ဖို့အချိန်မရတာဒါမှမဟုတ်လဲကိုလှုပ်တဲ့နိုင်လှုပ်ဖို့အချိန်မရတာအဆရှိတဲ့ပြင်အဲ့လိုမျိုးအချိန်မရတာမျိုးဒါမှမဟုတ်ငွေကြေးမလုံလောက်တာမျိုးအချိန်မလုံလောက်တာမျိုးလူအင်အားမလုံလောက်တာမျိုးအဲ့လိုမျိုးဆရှိတဲ့ပြင်နည်းနည်းလေးစိတ်အကျဉ်းအကျက်တဲလေးတွေရှိတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒီရွေးချယ်မှု B ကိုသွားမယ်ဆိုရင်ဒါပေမဲ့လုံးဝမကောင်းဘူးတော့မဟုတ်အဲ့ဒီအကျက်တဲတွေကိုကဖြည့်ရှင်းနိုင်တယ်ကိုဖြည့်ရှင်းဖို့နီးလန်းရှိတယ်ဆိုရင်တော့ကိုရွေးချယ်မှု B ကိုလိုချင်တယ်ကိုမှဖြည့်ရှင်းနိုင်မဲ့ပမာဏရှိတယ်ဖြည့်ရှင်းနိုင်မဲ့စွမ်းရည်ရှိတယ်ဆိုလို့ရှိရင်เนาะ B ကိုရွေးချယ်လို့ရပါနှစ်ခုလုံးမှာမကောင်းတာတော့မဟုတ်ဘူးဒါပေမဲ့ဒီရွေးချယ်မှု A ကတော့ပို့ပြီးတော့အားတာနေတယ်เนาะရွေးချယ်မှု A နဲ့ B ကြားမှာဘယ်ဟာရွေးရမလဲပြောရမယ်ဆိုရင်တော့ A ကိုပို့ပြီးတော့အားတာနေတာမျိုးတွေ့ရတယ်เนาะ Okay ဒီကတ်လေးကတော့ Enchanted Forest Oracle ကတ်လေးဒီကဒီရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ Enchanted Forest ထဲကကိုယ့်အတွက် message တစ်ခုပေါ့เนาะOkay တတော်ရဲ့ message တစ်ခုပေါ့တတော်ကိုစောင့်ရှောက်တဲ့သူတွေစားရှိတဲ့ဖြင့်အဲ့လိုမျိုး nature က mother nature ကိုဘာ message ပေးခြင်းလဲကြပါကြံပေးခြင်းလဲsilent watcher think before making decisions တဲ့ decision making ကြောင့်မေးတာဒီကတ်ထွက်လာတာတော့တော်တော်ထူးဆန်းတယ်အဲ့တက်ထဲမှာဒီ decision making ကမတွေ့ဘူးဒါပထမဆုံးတွေ့ဘူးလားအဲ့တော့ make it အဲ့လိုမျိုးဆုံးဖြတ်ချက်ချစရာတွေရှိလို့ရှိရင်စိတ်လိုက်မှပါဆုံးဖြတ်ချက်မချလိုက်နဲ့ပြီးရင်ပြီးသလိုဆုံးဖြတ်ချက်မချလိုက်နဲ့ပြီးစရောပြီးသလိုမလုပ်လိုက်နဲ့တေချာစဉ်းစားတေချာသုံးသပ်ပြီးတော့မှဆုံးဖြတ်ချက်ချတာမျိုးလုပ်တင်တယ်ဆိုပြီးတော့ message ပေးနေရပါတော့အဲ့တော့အခုလဲဆုံးဖြတ်ချက်ချစရာကိုမေးတာလေဆုံးဖြတ်ချက်ချစရာမှာဘယ်လိုလုပ်ရမလဲဆိုတော့ think before making decisions တဲ့နော်တေချာစဉ်းစားပါတေချာစဉ်းစားပြီးမှဆုံးဖြတ်ချက်ကိုချပါနော်အဲ့တော့ပါဝမ်းလေးတွေ energy ယူပြီးတော့ကြည့်ပေးလိုက်ပါပြီနော်ဒီလက်ကောက်လေးကိုရွေးတဲ့ပါဝမ်းတွေအတွက် reading ကတော့ဒီလောက်ပါပဲเนาะပေးလိုက်တဲ့ message တွေကိုလည်းရလိုက်မလို့မျှော်နေပါတယ် see you bye hello part 2ဒီပိုင်းအောင် crystal လေး rose quartz လေးเนาะ rose quartz လေးကိုရွေးထားတဲ့ part 2တွေအတွက် reading လေးကိုကြည့်ပေးမှာဖြစ်ပါတယ် decision making လုပ်တဲ့အခါမှာပဲရွေးချယ်မှုကိုလုပ်တင်လဲပေါ့เนาะဒီဟာလေးကိုဝတ်ထားမယ်ဝတ်ထားပြီးတော့ energy ယူပြီးတော့ကြည့်ပေးမယ်เนาะOkay ဒီကတ်နဲ့လေးနဲ့ပဲကြည့်ပေးထားတယ်၄ကတ်ပေါ့နော်ပထမဆုံးကတ်လေးကဒီ decision making ဒီဆုံးဖြတ်ချက်ချခြင်းနဲ့ပတ်သက်ပြီးတော့ energy ကဘယ်လိုရှိနေလဲကိုယ်နဲ့ဒီဆုံးဖြတ်ချက်နဲ့ကြားမှာ energy ဘယ်လိုရှိနေလဲဆိုတာလေးကိုရှင်းကြည့်ပေးမယ် Ace of Cups Okay ဒါခံစားချက်အပေါ်မှာမူတည်ပြီးလောက်ရမယ်ဆုံးဖြတ်ချက်လို့တွေ့ရတယ်ပေါ့နော်ခံစားချက်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တခုကိုကဒီဆုံးဖြတ်ချက်ကိုရွေးချယ်တဲ့အခါမှာကိုယ့်စိတ်ခံစားချက်ပုံမူတည်ပြီးတော့ဘယ်ဟာကိုရွေးချယ်တင်လဲဆိုတာကိုဆုံးဖြတ်ရမယ်ပြီးတော့ဒါက creativity နဲ့လည်းသက်ဆိုင်တယ်เนาะ creativity ကိုယ့်ရဲ့တီထွင်ဖန်တီးနိုင်မှုတစ်ခုခုအစပြိုးတော့မယ်လမ်းကြောင်းအစပြိုးတော့မယ်အဲ့လိုပုံစံလေးဒါမှမဟုတ်လည်းဒါအချစ်ရေးလည်းဖြစ်နိုင်တယ်ပေါ့เนาะ Ace of Cups ကအချစ်ရေးဒါမှမဟုတ်တီထွင်စမ်းသပ်မှုတစ်ခုတီထွင်ဖန်တီးမှုတစ်ခုအဲ့ဒါမျိုးနဲ့ပတ်သက်တဲ့ energy မျိုးရတယ်ဒီဆုံးဖြတ်ချက်ကိုလုပ်ပြီးသွားတဲ့အခါမှာတီထွင်ဖန်တီးမှုလမ်းကြောင်းတွေပွင့်လာနိုင်တယ်အချစ်ရေးလမ်းကြောင်းတွေလည်းပွင့်လာနိုင်တယ်ကိုပျော်ရွှင်မှုလမ်းကြောင်းတွေလည်းပွင့်လာနိုင်တယ်အဲ့လိုမျိုးလေးတွေ့ရတယ်ပေါ့နော် Okay ဆက်ပြီးတော့ကြည့်ကြမယ်ဒီနှစ်ကတ်နဲ့မှာဘယ်လိုပြောမလဲကိုယ့်ရဲ့ဒီရွေးချယ်မှုကနှစ်ခုလို့ပဲလောလောဆယ်မှာလောက်ထားရပါတော့ကိုရွေးချယ်ခြင်းတဲ့နေရာမှာကိုအကြိုက်ဆုံးနှစ်ခုကိုပဲ top 2ကိုပဲရွေးလိုက် top 2ကိုပဲဘယ်ဟာရွေးရမလဲဆိုတာကြည့်ကြမယ် top 2ကိုပဲဒီ A ရွေးတင်လား B ရွေးတင်လားเนาะဥမာအချစ်ရေးထားပါတော့အချစ်ရေးကိုဆက်နေတင်လားလက်လွတ်လိုက်တင်လားဆိုလို့ရှင်ဆက်နေတင်လား A
ရွေးချယ်မှု A လက်လွတ်လိုက်တဲ့လားရွေးချယ်မှု B စရှိတဲ့ဖြစ်မှာနော်ကိုယ့်အကိုစိတ်ထဲမှာနံပါတ်ပေးလိုက်ကိုယ့်အကိုစိတ်ထဲမှာအဲ့ A နဲ့ B ပေးလိုက်နော်လှုပ်တဲ့လားမလှုပ်တဲ့လားဆိုလှုပ်တဲ့လား A မလှုပ်တဲ့လား B စရှိတဲ့ဖြစ်ပေါ့နော်အဲ့လိုမျိုးလေး Okay A ဒီရွေးချယ်မှု A ကိုရွေးတဲ့အခါမှာဘယ်လိုဖြစ်မလဲဆိုတာကိုအရင်ဆုံးကြည့်ကြမယ်The Emperor ရွေးချယ်မှု A ကိုလုပ်တဲ့အခါမှာကိုက you will feel powerful ကိုပို့ပြီးတော့ဘယ်လိုပြောမလဲyou will feel powerful မြန်မာလိုဘယ်လိုပြောကိုပို့ပြီးတော့ confident ရှိလာမယ်ကိုပို့ပြီးတော့ယုံကြည်မှုရှိလာမယ်ကိုပို့ပြီးတော့ power ကိုလက်ထဲမှာကို control လုပ်နိုင်တယ်ကိုထိန်းချုပ်နိုင်တယ်ဒီအခြေအနေတခုကိုလုပ်နိုင်တယ်ကင်နိုင်တယ်ဆိုပြီးတော့အားတက်တဲ့ပုံစံမျိုးလေးပေါ့နော်မြန်မာလိုဘယ်လိုပြောမှာလဲမသိဘူး Okay you will feel powerful ဒီရွေးချယ်မှု A ကိုလုံးလိုက်မယ်ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာပို့ပြီးတော့အားရမယ်ပေါ့နော်အားရကြိမ်နိုင်မယ်ကိုပို့ပြီးတော့အားရမယ်ပြီးတော့သူများတွေလေးစားမှုလက်ခံရမယ်စရှိသဖြင့်အဲ့လိုမျိုးပုံစံမျိုးလေးနော်ဒါတစွတ်ထိုးလှုပ်လိုက်တဲ့ပုံစံမျိုးလေးတော့မြင်ရတယ်ဒီဥမာဒီ A ကိုရွေးမယ်ဆိုတာဥပမာပြောပြတာပေါ့နော်အိမ်ကကိုဒီပကြီး major မယူစေချင်အောင်ဒါပေမဲ့ကိုကဒီတီထွန်ဖန်တီးမှုပကြီးလောက်တဲ့ဟာကိုအရန်ကိုယုံကြည်တယ် confident ရှိတယ်အဲ့တော့ကိုကတစွတ်ထိုးလှုပ်လိုက်တယ်အဲ့လိုပုံစံမျိုးလေးเนาะတစွတ်ထိုးလှုပ်လိုက်တယ်ကိုကသူများတွေကတားနေတဲ့ကြားကကိုကလှုပ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးလေးဒီ option A ကိုရွေးမှန်ဆိုရင်ဒီရွေးချယ်မှု A ကိုရွေးမှန်ဆိုရင်เนาะကောင်းတယ်အဲ့လိုတစွတ်ထိုးလှုပ်လိုက်တဲ့ပုံစံလေးတော့ရှိနေမယ်เนาะဒါမဲ့ကောင်းပါတယ်မကောင်းမဟုတ်ဘူးကောင်းတယ်เนาะတစွတ်ထိုးလှုပ်လိုက်တဲ့ပုံစံလေးရှိနေမယ်လို့ပြောချင်တာသူများတွေနဲ့အတိုက်ခံလုပ်ပြီးတော့လှုပ်လိုက်တဲ့ပုံစံမျိုးလေးဒါပေမဲ့ဒီຢာကကိုကိုပို့ပြီးတော့ powerful ဖြစ်စေမယ်ကိုပို့ပြီးတော့စိတ်တိုင်းကြစေမယ်ကိုပို့ပြီးတော့confident ရှိကိုယုံကြည်မှုအပြည့်နဲ့လုပ်နိုင်မယ်အရာလေးเนาะဒီဟာကိုရွေးမယ်ဆိုရင် Okay option B ကိုကြည့်ကြမယ်ရွေးချယ်မှု B ဒီဘက်လမ်းကြောင်းကိုရွေးမယ်ဆိုရင်ဘယ်လိုဖြစ်မလဲ Wow the star ဒါကောင်းတယ်เนาะတော်တော်ကောင်းတယ်နှစ်ခုလုံး major arcana ကတ်တွေပေါ့เนาะနှစ်ခုလုံး major ကတ်တွေဆိုတော့လေဘယ်ဟာပဲရွေးကိုအတွက်ကတက်လန်းရှိတယ်ဘယ်ဟာပဲရွေးကိုအောင်မြင်မယ်အဲ့လိုပုံစံမျိုးလေးအမှားရွေးလိုက်မိတယ်ဆိုတာမရှိဘူးเนาะပေါက်တူးလေးတွေအတွက်မှားပြီးရွေးလိုက်မိတယ်ဆိုတာမျိုးမရှိဘူးဒီဆုံးဖြတ်ချက်ချတဲ့အခါမှာဘယ်ဟာပဲရွေးဘယ်လမ်းပဲရွေးကိုအတွက်အဆင်ပြေနေတယ်ကိုအတွက်တင့်တော်နေတာမျိုးတွေ့ရတယ်เนาะ the star ဆိုတော့ဒီရွေးချယ်မှုဒီ option B ကိုရွေးလိုက်မယ်ဆိုလို့ရှိရင်ဒီထက်ပိုပြီးချဲ့ထွင်ပြီးလှုပ်လာနိုင်မယ်အနာဂတ်မှာလေဥပမာပြောရင်ဒီ business တစ်ခုဒီ business idea တစ်ခုလုပ်မှန်းဆိုပြီးတော့ဒါ option B ကိုထားတယ်အဲ့ business option ဟိုလှုပ်လိုက်မယ်ဒီ business ရွေးချယ်မှုလှုပ်လိုက်မယ်ဆိုအနာဂတ်မှာဒီ business ကနေပိုပြီးကြီးထွားလာနိုင်တယ်လို့ပြောချင်တာဒီ business ကပိုပြီးတော့ချဲ့ထွင်လာနိုင်မယ်ဆိုင်ခွဲတွေပို့ပြီးတော့ဖွင့်လာနိုင်မယ်အစရှိတဲ့ပြင်အဲ့လိုမျိုးပြောချင်တာပေါ့နော်ချဲ့ထွင်နိုင်တဲ့စွမ်းအားရှိတယ်ဒီ option B ကိုရွေးမှန်ဆိုရင်လမ်းကြောင်း B ကိုရွေးမှန်ဆိုလို့ရှိရင်ရွေးချယ်မှု B ကိုရွေးမှန်ဆိုလို့ရှိရင်ချဲ့ထွင်နိုင်စွမ်းရှိတယ်ကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာနိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးနော်ဒီရွေးချယ်မှုက Okay နှစ်ခုလုံးမှာရှင်ပြီးပြောရမယ်ဆိုဒီ option B ကပို့ပြီးတော့ကောင်းတယ်ဆိုတာမျိုးတွေ့နှစ်ခုလုံးကောင်းတယ်နော်နှစ်ခုလုံးတင့်တော့ကောင်းတယ်ဒါဆို powerful ဖြစ်မယ်ဒါကကြောင့် expandable နော်ဒါလို့ရင်ကိုကအားရကျေနပ်မှုရှိမယ်ဒါလို့လို့ရှိရင်ကိုကပို့ပြီးတော့ယုံကြည်မှုရှိလာမယ်ကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာနိုင်မယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပို့ပြီးတော့ agent နဲ့ energy လေးတွေ့ရတယ်ဒီဘက်ချမ်းကလေပို့ပြီး agent ဒီဘက်ချမ်းကတော့တရှိန်ထိုးလုံနိုင်တဲ့ energy မျိုး power ရှိတဲ့ energy မျိုးနော်ဒါပေမဲ့ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်ပါတယ်နှစ်ခုလုံးကောင်းပါတယ်နော်နှစ်ခုလုံးကောင်းပါတယ်ဒါပေမဲ့ကိုယ်ရွေးခိုင်းမယ်ဆိုရင်တော့ B ကပို့ပြီးတော့ကောင်းတာမျိုးတွေ့ရတယ်ပို့ပြီး agent နဲ့ energy လေးရှိလို့နော် Okay နောက်ဆုံးဒီကတ်နဲ့ဒီ enchanted forest organ ကလေးနဲ့ enchanted forest တဲ့ကနေကိုယ်ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးပါကြံ့ပေးချင်တယ်ပါ message ပေးချင်တယ်ကြည့်ကြရအောင် Sorry Okay beautiful antlers embrace the cycle of life death and rebirth without fear အဲ့တော့ဒီရွေးချယ်မှုလုပ်တဲ့အခါမှာအသက်ပြန်စရမှာမျိုးကိုမကြောက်ပါနဲ့
နော်ဥပမာခုနကပြောသလိုပကြီး major တက်မှန်ဆိုလို့ရှင်ဥပမာပေါ့နော်ပကြီး major တက်မှန်ဆိုကိုကဥပမာကိုက engineer major နဲ့ပြီးထားတယ် engineer major နဲ့ပြီးထားတော့မှပကြီး major ထပ်တက်ချင်တယ်ဆိုတာအသက်ပြန်စားရတာပဲလေအဲ့လိုကိုယ့်ရဲ့အိမ်မက်တာရှိနေတယ်ဆိုလို့ရှင်ကိုယ့်ရဲ့ဒီကို့မှာဖန်တီးမှုစွမ်းအားကောင်းတယ်ကို့မှာအဲ့လိုမျိုးပါရမီပါတယ်ဆိုလို့ရှိရင်เนาะအသက်ပြန်စားရမှာမကြောက်ပါနဲ့เนาะ cycle of life death ကိုယ့်ရဲ့အရင်ပုံစံဟောင်းကတည်ဆုံးသွားပြီ and rebirth ကိုယ့်ရဲ့ပုံစံအသက်မွေးဖွားလာပြီเนาะအဲ့ဒါမျိုးတွေကိုမကြောက်ပါနဲ့เนาะရဲရဲသာသွားပါအဲ့လို message လေးရပါတယ်เนาะ okay ပေါထူးလေးတွေအတွက်ဒီလက်ကောက်လေးကိုရွေးထားတဲ့ပေါထူးလေးတွေအတွက် energy ယူပြီးတော့ကြည့်ပေးတာပြီးဆုံးတော့ပါပြီเนาะပေါထူးလေးတွေပေးလိုက်တဲ့ message တွေကိုလည်းရလိုက်မယ်လို့မျှော်လင့်ပါတယ်เนาะ see you bye hello part 3ဒီလက်ကောက်လေးကိုရွေးထားတဲ့ part 3အတွက် reading လေးကိုစပေးမှာဖြစ်ပါတယ်ကိုအခုဆုံးဖြတ်ချက်ချစရာရှိတာဘာကိုရွေးချယ်ရမလဲဆိုတာ ਨੇ ပတ်သက်ပြီးကြည့်ပေးမှာပေါ့เนาะဒီလက်ကောက်လေးကိုဝတ်ထားပြီးတော့ energy ယူပြီးတော့ကြည့်ပေးမှာเนาะ okayကဒီလေးကထုတ်ထားတဲ့ကန်နဲ့လေးနဲ့ပဲလိုရည်တို့ရှင်ပြောသွားပေးမယ်ပထမဆုံးဒီကန်နဲ့ energy check ပေါ့နော်ကိုနဲ့ဒီဆုံးဖြတ်ချက်ချရမယ်ကိစ္စနဲ့ကြားမှာ energy ကဘယ်လိုရှိနေလဲဆိုတာလေးကိုအရင်ဆုံးကြည့်ကြမယ် Knight of Swords ဒီဆုံးဖြတ်ချက်ကမြန်ချဖို့လိုတယ်လို့တွေ့ရတယ်ပေါ့နော်တခြားပါတွေတုန်းကဆုံးဖြတ်ချက်ကိုတေချာစဉ်းစားပါညာဒီဆုံးဖြတ်ချက်ကကြတော့လျှင်မြန်ချမှဖြစ်မယ်အခုကိုလောက်ရမယ်ဆုံးဖြတ်ချက်ကအချိန်ငါအရေးကြီးတယ်ဆိုတဲ့ပုံစံမျိုးလျှင်မြန်ဆုံးဖြတ်ချက်ချဖို့လိုတယ်ဆိုတာမျိုးလေးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းတေချာစဉ်းစားရမယ်လျှင်မြန်ဆုံးဖြတ်ချက်ချမယ်ဆိုလို့ပြီးစီရောအဲ့လိုမျိုးလွယ်တကူအဲ့လိုမျိုးဆုံးဖြတ်ချက်မချလိုက်ဘဲနဲ့တေချာတော့စဉ်းစားဒါပေမဲ့အချိန်တော့အများကြီးယူလို့မရဘူးအချိန်ကအရေးကြီးတယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော် okay ဒီကနှစ်ကနဲ့ကတော့ဆုံးဖြတ်ချက်ချတဲ့အခါမှာရွေးချယ်စရာလမ်းပေါ့နော်ရွေးချယ်စရာလမ်းတွေကအများကြီးရှိတင့်အတွက်အများကြီးရှိနိုင်ပေမဲ့ဒီမှာတော့နှစ်ခုပဲပြထားတယ်အဲ့တော့အဲ့နှစ်ခုဆိုတော့ကိုဒီရွေးချယ်စရာလမ်းတွေအများကြီးရှိတဲ့သူပါပေါ့နော်အဲ့ရွေးချယ်စရာလမ်းတွေအများကြီးတဲ့ကမှကိုအလောက်ချင်ဆုံးလမ်းနှစ်လမ်းကိုရွေးလိုက်အဲ့နှစ်လမ်းတွေကမှကြည့်ပေးမှာပေါ့နော်ဒါဥပမာလောက်တန်လားမလောက်တန်ဘူးလားဆိုရင်လောက်တန်လားဆိုတာ A ရွေးချယ်မှု A မလောက်တန်ဘူးလားဆိုတာရွေးချယ်မှု B အဲ့လိုမျိုးအခြေရေးမှာဆိုရင်လည်းဆက်တွဲရမလားဒါမှမဟုတ်ထားခဲ့ရမလားဆိုတာမှာဆိုလို့ရှိရင်ဆက်တွဲရမလား option A ထားခဲ့ရမလား option B စရှိသဖြင့်ပေါ့နော်ဒါရွေးချယ်မှု A ရွေးချယ်မှု B အဲ့လိုမျိုးရွေးချယ်မှု A ကိုရွေးချယ်ရင်ဘာဖြစ်လာမလဲ B ကိုရွေးချယ်ရင်ဘာဖြစ်လာမလဲဆိုတာကိုကြည့်ပေးမယ်ကလေးပေါ့နော်ပထမဆုံးရွေးချယ်မှု A ဒီဘက်ကလမ်းကိုရွေးလိုက်တဲ့အခါမှာဘာဖြစ်လာမလဲဆိုတာကိုအရင်ဆုံးကြည့်ကြမယ်ကိုယ်စိတ်ထဲမှာအဲ့ရွေးချယ်မှု A နဲ့ B ကိုကိုယ့်နာမည်တက်ထားလိုက်ပေါ့နော်ဘယ်ဟာကိုယ့်အတွက်ရွေးချယ်မှု A ဘယ်ဟာကိုယ့်အတွက်ရွေးချယ်မှု B ဆိုပြီးတော့ okay A ကိုကြည့်ကြမယ်Queen of Diamonds or Queen of Pentacles ဒီရွေးချယ်မှုကိုလုပ်တဲ့အခါမှာပို့ပြီးတော့အဆင့်မြင့်လာဖို့ရှိတယ်ကိုယ့်ရဲ့ status အရာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လူနေထိုင်မှုအရာပဲဖြစ်ဖြစ်ဘဝနေထိုင်မှုအရာပဲဖြစ်ဖြစ်ကိုယ့်အတွက်เนาะအခြေရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အခုအချိန်နေတဲ့ပို့ပြီးတော့မြင့်တက်လာဖို့ရှိတယ်နော်ဒီဟာကိုရွေးမယ်ဆိုရင်အဲ့လိုမြင့်တက်လာအောင်လဲကိုကဒီဟာကိုရွေးပြီးတာနဲ့မပြီးဘူးကိုလှုပ်ရမယ်အားစိုက်ထုတ်ရမယ်အရာတွေလည်းရှိတယ်ပေါ့နော်အဲ့လိုကိုရွေးလိုက်တဲ့ရွေးချယ်မှုပေါ်မူတည်ပြီးတော့ကိုဘာတွေလုပ်ရမလဲဆိုတာကိုလုပ်တဲ့အခါမှာအဲ့လိုမျိုးလုပ်လိုက်လို့ရှိရင်လုပ်ပေးတာနဲ့အလျောက်ကိုယ့်ရဲ့effort တွေအားစိုက်ထုတ်မှုတွေအသီးပွင့်တွေပြန်ရမယ်အဲ့ဒီအသီးပွင့်တွေကဘာတွေဖြစ်စေမလဲဆိုတော့ကိုဘဝကိုပို့ပြီးတိုးတက်စေမှာမျိုးတွေ့ရအလုံးမှာဆိုရင်လည်းဒီရွေးချယ်မှုရွေးလိုက်တဲ့ထားဥပမာ project A နဲ့ project B နဲ့ရှိတယ် project A ကိုရွေးလိုက်တဲ့ထား project A ကိုရွေးလိုက်တဲ့အခါမှာကိုယ့်အတွက်ကဒီ project A ကကိုင်းညီတဲ့ project ဖြစ်တဲ့အတွက်ကြောင့်ကိုအလုံးမှာယာရုတိုးတာတွေအဆင့်ဒီပါဖြစ်လာနိုင်တယ်ယာရုတိုးတာလစာတိုးတာအစရှိသဖြင့်เนาะ manager ယာရုရသွားတာအထိပါဖြစ်နေအဲ့လိုမျိုးပေါ့ဥပမာပြောပြတာအဲ့တော့ကိုနေထိုင်မှုဘဝအဆင့်တန်းပို့ပြီးတော့မြင့်တက်လာနိုင်တယ်เนาะဒီရွေးချယ်မှု A ကိုရွေးလိုက်တဲ့အခါမှာအဲ့လိုမျိုးလေးတွေ့ရတယ်အမျိုးသမီးတချို့ရဲ့အကူအညီလည်းလိုလိမ့်မယ်เนาะဒီဟာကိုကြည့်ပြီးတော့ရုပ်တရက် message ရလာတာ okay ဆက်ပြီးကြည့်ကြမယ်ရွေးချယ်မှု B ဒီဘက်ကလမ်းကိုရွေးရင်ဘာဖြစ်လာမလဲ Nine of Swords ဒါ Nine of Swords ဆိုတော့ဒါကကြည့်လိုက်ရင်သိတာနေပြီဒီရွေးချယ်မှု A နဲ့ B မှာဆိုရွေးချယ်မှု A ကကိုယ့်အတွက်ရွေးချယ်ရမယ်အရာ
နော်ပြောရမယ်ဆိုရင်ရွေးချယ်မှု B ကတော့တိတ်ပြီးတော့ကိုယ့်အတွက်အဆင်မပြေဘူးဒီဘက်ချမ်းကိုနော်ရွေးချယ်မှု B ကိုရွေးချယ်မှန်းဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ကိုပို့ပြီးတော့စိတ်ပူပန်ရမယ်အဲ့ဒါမျိုးလေးတွေ့ anxiety တွေပိုများလာမယ်စိတ်လှုပ်ရှားမှုတွေပိုများလာမယ်ပို့ပြီးတော့စိုးရိမ်ပူပန်ရတာတွေရှိလာမယ်เนาะဒါမှမဟုတ်လဲအလုပ်ခွင်မှာဆိုလို့ရှိရင် project A နဲ့ project B ဆိုလို့ရှိရင် project B ကိုရွေးလိုက်တဲ့အခါမှာကိုမနိုင်မနှင်းဖြစ်သွားတာတွေဖြစ်နိုင်တယ်မနိုင်မနှင်းဖြစ်သွားတာတွေပို့ပြီးတော့စိတ်ပူနေရတာတွေเนาะ project B ကိုရွေးလိုက်တဲ့အခါမှာညအိတ်မပျော်တဲ့အထိအောင်အဲ့လိုမျိုးစိုးရိမ်နေရတာတွေအဆရှိသဖြင့်ပေါ့เนาะအဲ့လိုတွေဖြစ်လာနိုင်တယ်အဲ့တော့ရွေးချယ်မှု A နဲ့ B နဲ့မှာဆိုရင် A ကိုရွေးချယ်ဖို့တိုက်တွန်းချင်ပါတယ်เนาะပါ 3 လေးတွေအတွက်ရွေးချယ်မှု B ကကိုယ့်အတွက် emotional health မကောင်းဘူးเนาะ emotionally ကိုယ့်အတွက်စိတ်ကျန်းမာရေးအတွက်မကောင်းရွေးချယ်မှု B อ่ะเนาะရွေးချယ်မှု B ကိုရွေးချယ်မယ်ဆိုကိုယ့်အတွက်စိတ်ကျန်းမာရေးမကောင်းစိတ်ချမ်းသာမှုမပေးနိုင်ဘူးဒါမှမဟုတ်လည်းအခုချိန်မှာမပေးနိုင်ဘူးနောက်ပိုင်းကျမှပေးနိုင်ရင်လည်းပေးနိုင်လိမ့်မယ်အခုချိန်မှာတော့ရွေးချယ်နေတဲ့ကာလမှာလုံနေတဲ့ကာလမှာစိတ်ချမ်းသာမှုမပေးနိုင်ဘူးအများအားစိတ်ပူပန်နေရမယ်စိတ်ပင်ပန်းနေရမယ်အစရှိတဲ့ပြောဒါဥမာဒါဥမာတွေလည်းများနေပါဥမာတွေထပ်မပေးတော့ပါဘူးเนาะနားလည်လောက်မယ်လို့လည်းမျှော်လင့်ပါတယ်เนาะဒီချက်မှု A နဲ့ B မှာ A ကပို့ပြီးတော့အများကြီးအားသာနေပါတယ်เนาะ okay ဒီ Enchanted Forest Oracle ကလေးနဲ့ပါကြည့်ပေးမှလဲဆိုတော့ဒီ Enchanted Forest တဲ့ကိုအတွက်ဒီရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ message တစ်ခုပေါ့เนาะဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ message ကိုအတွက်အကြံပေးစကားဘာတွေပြောချင်လဲbridged လှလိုက်တာ believe in the infinite possibilities of the universe okay universe စီကကိုအများကြီးရနိုင်တယ်ဆိုတာကိုယုံကြည်ထားလိုက်ပါเนาะအခုချိန်ကကိုဘဝရဲ့လို့ပြောမလဲအကူပြောင်းကာလလေးဖြစ်နေနိုင်တယ် bridge ဆိုတော့လေကူပြောင်းကာလလေးဖြစ်နေနိုင်တယ်ဆုံးဖြတ်ချက်ချရမှာတွေကလည်းလင်းလင်းမြန်ချရမယ်အရာတွေရှိနေတယ်เนาะအဲ့တော့ဒီအချိန်မှာအကောင်းဆုံးလုပ်နိုင်တာကတော့ကိုအကောင်းဆုံးလို့ထင်တဲ့အရာကိုရွေးချယ်ပြီးတော့ယုံကြည်ထားလိုက်တာပဲเนาะယုံကြည်ထားလိုက်တာ believe in the infinite possibilities of the universe ကကိုအများကြီးပေးနိုင်တယ်ကိုလိုချင်တာတွေအများကြီးပေးနိုင်တယ်ကောင်းတာတွေကိုစီရောက်လာအောင်လုပ်ပေးနိုင်တယ်ဆိုပြီးတော့ဒါယုံကြည်ထားလိုက်เนาะအရာအလုံးအဆင်ပြေသွားလိမ့်မယ်เนาะ okay part 3 လေးတွေအတွက် reading လေးကဘလောက်ပါပဲဒီမှာ energy လေးကိုယူပြီးတော့ကြည့်ပေးပြီးသွားပါပြီเนาะပေးလိုက်တဲ့ message တွေလည်းအကုန်လုံးရလိုက်မယ်လို့မျှော်လင့်ပါတယ်เนาะ see you bye